လျင်နဲ့ဆိုင်တဲ့အသိပညာတခုတည်းကိုကျွန်တော်ရည်ညွှန်းတာမဟုတ်မြန်မာမှာစင်ရဲမွေးတည်မှုနဲ့နှပန်းလုံးနေတဲ့အတိုင်းပြည်အိစားကာမနဲ့သာသမီပညာရေးလောက်နဲ့တစ်လည်နေတဲ့ကိုပရိသတ်သမုပ္ပါနဲ့ကိုလဲပြီးတော့ကျန်တဲ့ဟာဘာမှစောက်ချိန်မရှိတဲ့အတိုင်းပြည်လူဖွဲ့စည်းရမှာလူတွေကအဲ့လိုအပူတွေပေါ့အပူစားတာတွေလို့တတ်မှတ်ကြတယ်တဘာအထူးသဖြင့်တဘာဝိုင်းနဲ့ပတ်သက်ရင်တတ်မှတ်ကြတယ်ငါတို့ဟာလူသားဟာတဘာဝကြီးတဲ့ကတတ္တဝါပဲမျိုးနွယ်ပဲငါတို့နဲ့တဘာဝကြီးနဲ့တိုက်ရိုက်ထိဆက်တယ်ဆက်ဆက်တယ်ငါတို့ကတဘာဝတည်းကအစိပ်ပိုင်းတစ်ခုဖြစ်တယ်ငါတို့ကိုယ်တိုင်ဒီပင်လင်တဘာဝကြီးဖြစ်တယ်တဘာဝကြီးနဲ့ဘယ်လိုငါတို့သားသားနေရမယ်တဘာဝကြီးကိုငါတို့ဘယ်လိုချစ်မြတ်လို့ရမယ်တဘာဝကြီးကိုငါတို့ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်တဘာဝကြီးကိုငါတို့တွေဘယ်လောက်တန်ဖိုးထားကြရမယ်ဆိုတာတွေကိုကလေးငယ်ငယ်လေးတွေကတုံသိမ်လေးရှိတဲ့လူဖွဲ့စီမဟုတ်အဲ့တော့လူတွေရဲ့ကဏ္ဍတိုင်းအသီးမှာကျမ်းမာရေးအသည့်တဘာဝကြီးနဲ့ပတ်သက်တဲ့အသည့်ရာသီဥတုဆိုင်ရာအသည့်ပြောရင်ပညာဘေးလုပ်ငန်းတွေကမြန်မာပြည်မှာတစ်သက်လုံးကောင်းကောင်းမလုပ်ခဲ့ရတာဘာလို့ education ကမလုပ်လို့ education ကနိုင်ငံဒီနိုင်ငံမှာမိတင်းနေထိုင်ကြအောင်တပုရိသတော်ကောင်းအပေါင်းကျောင်းလာတက်တဲ့ကျောင်းသားတွေကိုမပေးလိုက်နိုင်တာတွေအများကြီးပဲစာတွေပဲအော်ချက်ခိုင်းလိုက်တာဝါဒဖြန့်တဲ့သမိုင်းမှားတွေအော်ချက်ခိုင်းလိုက်တာအလွတ်သုံးစားလို့မရတဲ့ဟာတွေအများကြီးကိုကြက်တူရွေးစာအမ်းတယ်လို့အော်ချက်ပြီးတော့ဒါတင်ဒါချက်ဒါမေးဒါဖြေပြီးတော့ဤဒီမရွေးသမွဲတွေအောင်ပြီးအတန်းတက်ပြီးဘွဲရပြီးရောဆိုပြောရင်လိုအပ်တဲ့လူသားတစ်ယောက်မှရှိရမယ်အခြေခံစိတ်ဓာတ်တွေပါမလားပြောရရင် spirit တွေပါမလားအာကစားကိုတတ်ထားလိုက်တော့အာကစားသမားတွေရဲ့စိတ်ဓာတ်မရှိဘူးအာကစားစိတ်ဓာတ်မရှိဘူးဒီမှာသဘာဝကြီးကိုချစ်မြတ်လို့တဲ့စိတ်ဓာတ်တွေမရှိဘူးလူချင်းတန်မိုးထားတဲ့လူအသက်တွေကိုတန်မိုးထားတဲ့စိတ်ဓာတ်တွေမရှိဘူးလူအသက်တွေကိုလူအဖွဲ့စီကတန်ဖိုးမထားတော့လူအသက်တွေနေတိုင်းဆုံးရှုံးရတာပေါ့ဘာများစမ်းလို့လဲပြည်တွင်းစစ်နှစ်ပေါင်း85နှစ်ကျော်အဲ့တော့လူအသက်တွေပြောရင်ဗျဒီလူအဖွဲ့စီမှာတန်မိုးထားတဲ့ဟာတွေဟာရှိတယ်ဒီလူအဖွဲ့စီတွေမှာတန်မိုးထားတဲ့ရှေ့တန်းရောက်တဲ့ဟာတွေဟာဘယ်လိုခေါ်မလဲဝိဇ္ဇာပွင့်လန်းတယ်တော့ပေါ့လားမသိ